င်္ဂလာပါမိတ်ဆွေတို့လူဆိုတာအမတ်တရတွေကိုမျက်နှာနုံလို့သိသိထားတတ်ကြတာတဘာဝပဲဖြစ်ပါတယ်ဒါပေမဲ့ကမ္ဘာနေရာတီးတီးမှာတော့ကျမတို့ထင်မှတ်မထားတဲ့ထူးထူးဆန်းဆန်းပစ္စည်းတွေကိုအမတ်တရအဖြစ်စုပေါင်းချိတ်ဆွဲထားတဲ့နေရာတွေရှိနေပါတယ်ဒီနေ့ဗီဒီယိုလေးမှာတော့သင်တစ်ခါမှမမြင်ဘူးသေးတဲ့ကြည့်လိုက်ရင်တအံ့တော်ဖြစ်သွားစေမယ့်ထူးခြားတဲ့နေရာ၅ခုအကြောင်းကိုတင်ဆက်ပေးသွားမှာမလို့အဆုံးထိကြည့်ရှုပေးဖို့ဖိတ်ခေါ်ပါရစေရှင်နံပါတ်1အမေရိကန်နိုင်ငံက Shoe Tree ပထမဆုံးအနေနဲ့အမေရိကန်နိုင်ငံက Shoe Tree တွေအကြောင်းကိုပြောပြပေးချင်ပါတယ်။လမ်းဘေးကသစ်ပင်ကြီးတွေပေါ်မှာဖက်နှက်တွေရာနဲ့ချီပြီးချိတ်ဆွဲထားတာကိုမြင်ရင်တော့ဟန်အောသွားမှာအမှန်ပါပဲ။ဒီလိုမျိုးဘာကြောင့်ချိတ်ကြတာလဲဆိုတော့ကျောင်းပြီးသွားတဲ့အထိမ်းအမှန်စစ်မှုထမ်းပြီးသွားလို့အိမ်ပြန်လာတဲ့အမှတ်တရဒါမှမဟုတ်ချစ်ရသူတယောက်ကွယ်လွန်သွားတာကိုရည်စူးပြီးတော့ချိတ်ဆွဲကြတာပါတချို့ကတော့သူတို့ရဲ့ချီပြီးဆုံးသွားတာကိုအဆုံးဖြတ်ပေးတဲ့အနေနဲ့ဖက်နှက်တွေကိုပြစ်တင်ခဲ့ကြပါတယ်အခုဆိုရင်တော့ဒါဟာထူးခြားတဲ့လမ်းဘေးအမှုပညာတစ်ခုလိုမျိုးတောင်ဖြစ်နေပါပြီနံပါတ်2နယူးဇီလန်နိုင်ငံကဘရာဇီးယားခြံစည်းရိုးနောက်တစ်ခုကတော့နယူးဇီလန်နိုင်ငံကနာမည်ကြီးတဲ့ဘရာခြံစည်းရိုးပါ1998ခုနှစ်လောက်မှာလူတစုကအပြောသဘောနဲ့ဘရာဇီးယားလေးတွေကိုခြံစည်းရိုးမှာစတင်ချိတ်ဆွဲရာကနေနောက်ပိုင်းမှာတော့လူပေါင်းများစွာကလိုက်လံချိတ်ဆွဲခဲ့ကြတာပါအခုဆိုရင်တော့ဒီနေရာဟာအမျိုးသမီးတွေရဲ့အခွင့်အရေးလွတ်လပ်မှုနဲ့ရင်သားခင်စာအသိပညာပေးလုပ်ငန်းတွေအတွက်အလူခံကောက်ခံရအမှတ်တရနေရာတစ်ခုဖြစ်လို့နေပါပြီနံပါတ်3ပြင်သစ်နိုင်ငံက La Flore Bridge ဒါကတော့အားလုံးနဲ့ရင်းနှီးပြီးသားဖြစ်မဲ့ပြင်သစ်နိုင်ငံပဲရစ်မြို့က La Flore Bridge ပါချစ်သူဆောင်တွေကသူတို့ရဲ့အချစ်တွေထာဝရခိုင်မြဲပါစေတော့ဆိုတဲ့ရည်ရွယ်ချက်နဲ့တော့ခလောက်မှာနာမည်ကြီးတရားမှာခတ်ပြီးတော့တော့တန်းကိုမြစ်ထဲပစ်ချလိုက်တာပါဒါပေမဲ့တော့တွေကတန်းနဲ့ချီပြီးတော့အရန်လေးလံလာတာကြောင့်တရားရဲ့ကြက်ခိုင်မှုကိုထိခိုက်လာလို့အခုနောက်ပိုင်းမှာတော့တော့ခလောက်အဟောင်းတော်တော်များများကိုဖယ်ရှားလိုက်ရပါတယ်ရှင်နံပါတ်4ချက်နိုင်ငံက Sublet Ossuary ဒါဟာနည်းနည်းတော့ကြက်သိမ်းထားစရာကောင်းပါတယ်ချက်နိုင်ငံမှာရှိတဲ့ဒီနေရာမှာတော့လူရိုးစုပေါင်း4000ကျော်ကိုအမှုပညာလက်ရာတွေအဖြစ်ပုံဖော်ထားတာပါဒါဟာလူတွေကိုကြောက်လန့်အောင်လုပ်တာမဟုတ်ပဲစစ်ပွဲနဲ့14ရာစုအတွင်းကဖြစ်ခဲ့တဲ့ပလိယောဂကြောင့်တည်ဆုံးသောသူတွေကိုဂုဏ်ပြုတတိယဖို့နဲ့လူဘဝရဲ့အမြဲချင်းတရားကိုတတိပေးနေတဲ့အထိမ်းအမှတ်နေရာတစ်ခုဖြစ်ပါတယ်။နံပါတ်5မက္ကဆီကိုနိုင်ငံက Island of the Door မက္ကဆီကိုနိုင်ငံက Island of the Door ဆိုတဲ့ကျွန်းမှာတော့တစ်ပင်တိုင်းမှာဟောင်းနှမ်းပျက်စီးနေတဲ့အရုပ်ပေါင်းများစွာကိုကျောက်မဖေကချိတ်ဆွဲထားတာကိုတွေ့ရမှာပါလွန်ခဲ့တဲ့နှစ်ပေါင်း90ကျော်ကဒီကျွန်းကိုဆောက်ရှောက်သူဖြစ်တဲ့ဂျူလီယန်ဆိုသူဟာရေထဲမှာနင်းမြုပ်တည်ဆုံးသွားတဲ့မိန်းကလေးငယ်တစ်ကူရဲ့ဝိညာဉ်ကိုတွေ့ရှိခဲ့တယ်လို့ယုံကြည်ခဲ့ပါတယ်အဲ့ဒီမိန်းကလေးရဲ့ဝိညာဉ်ကိုနှစ်သိမ့်ပေးဖို့နဲ့သူ့ကိုယ်သူကာကွယ်ဖို့အတွက်ကျွန်းပပတ်လေကတစ်ပင်တွေမှာအယုတ်တွေကိုစတင်ချိတ်ဆွဲခဲ့တာပါအခုဆိုရင်တော့ဒီကျွန်းဟာကဘာလက်ခီးသွားတွေကြားမှာအရန်ကိုနာမည်ကြီးနေပြီးတော့တချို့ကတော့ဒီရုပ်တွေဟာညဘက်ဆိုရင်တရုတ်နဲ့တရုတ်စကားပြောကြတယ်မျက်လုံးတွေလှုပ်ရှားကြတယ်လို့တော့ယုံကြည်နေကြပါတယ်ရှင်ကမ္ဘာနေရာနဲ့ကအကြောင်းတွေကိုပြောပြသွားပြီဆိုတော့ကျမတို့မြန်မာနိုင်ငံမှာရောဒီလိုမျိုးချိတ်ဆွဲတဲ့အလေးထားတွေရှိလားဆိုတာစဉ်းစားကြည့်ကြရအောင်မြန်မာနိုင်ငံမှာတော့နောက်နိုင်ငံတွေလိုမျိုးဖနက်တို့ဘရာဇီးယားတို့ကိုချိတ်တာမျိုးမဟုတ်ပေမဲ့ယုံကြည်မှုနဲ့ရိုးရာပေါ်မှာအခြေခံတဲ့ချိတ်ဆွဲမှုတွေကိုတွေ့နိုင်ပါတယ်ဖျားစီတွေမှာအောင်မြင်နေပြီးအောင်တပြေခတ်တွေစိုက်တာအဓိဋ္ဌံပြုပြီးပန်းကုန်းတွေချိတ်တာမျိုးပါဖျားဝန်းတွေကဘော်ရီညောင်ပင်တွေဒါမှမဟုတ်နှက်ရုပ်တွေမှာခိုးရေးကိုတာရေတရားဖြစ်လက်ဖွဲ့ကျိုးလေးတွေချိတ်ဆွဲဆူတောင်းတတ်ကြပါတယ်တောင်ပြုံးပွဲလိုမျိုးနောက်ပွဲကြီးတွေမှာဆိုရင်တော့အဓိဋ္ဌံအောင်လို့လာရောက်ကလူတဲ့အဝတ်အစားပတိမှန်ပြီးစတာတွေကိုအမှတ်တရအဖြစ်ချိတ်ဆွဲပူဇော်တာတွေကိုအထင်ရှားတွေ့နိုင်ပါတယ်ချမ်းပြည်နယ်ဘက်မှာတော့ဒေသခံတွေရဲ့ရိုးရာယုံကြည်မှုအရအယိုးပတိတွေတက်သားမှတ်တရတွေကိုတစ်ပင်ပေါ်မှာချိတ်ဆွဲပြီးဘေးအန္တရာယ်ကင်းမှုဆူတောင်းကြတာမျိုးလည်းရှိပါတယ်ရှင်ဒီနေ့တင်ဆက်ပေးခဲ့တဲ့အကြောင်းအရာတွေကဘယ်နေရာကမိတ်ဆွေတို့အတွက်အထူးဆန်းဆုံးဖြစ်မလဲဆိုတာကိုကွန်မန့်မှာရေးပေးခဲ့ကြပါအောင်နော်အခုလိုမျိုးစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေကိုအမြဲကြည့်ရှုနိုင်ဖို့အတွက်ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့အောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်